ထိုသူသည်သူခန္ဓာကိုယ်မှအညစ်အကြေးလုံးလေးတစ်လုံးကိုယူလိုက်သည်သူကတထေးအားဖြင့်သည်ယောဂကိုပျောက်ကင်းစေနိုင်သည့်ဆေးတစ်မျိုးဖြစ်ကြောင်းပြောလိုက်သည်တထေးကလည်းထိုဆေးလုံးလေးကိုလက်ခံယူလိုက်ပြီးထိုသူမှလည်းအစားအသောက်များဆက်လက်ပို့ဆောင်နေခဲ့သည်တထေးမှမူထိုညစ်ပတ်နေသောဆေးလုံးလေးကိုမြင်ရသည်မှယူရှာမိသည်ရုတ်တရက်ပင်ရင်မောင်းကဘရိတ်ကိုပြင်းပြင်းထန်ထန်အုပ်လိုက်သဖြင့်တထေးမှထိုဆေးလုံးကိုမတော်တဆမျိုးချမိသွားသည်သူချက်ချင်းပင်ပြုတ်အန်ခြင်းတလို့ဖြစ်သွားပြီးဆေးရုံသို့အမြန်သွားရောက်စစ်ဆေးမှုခံယူခဲ့သည်စစ်စစ်ချက်ရလဒ်များထွက်လာသောအခါသူ၏ယောဂများအားလုံးလုံးဝပျောက်ကင်းသွားသည်ကိုတွေ့လိုက်ရသည်ထိုသူမှာသူယောဂကိုကုသပေးလိုက်ခြင်းဖြစ်ကြောင်းတထေးသဘောပေါက်သွားသည်ချက်ချင်းပင်တထေးသည်အစားတောက်လိုက်ဖို့နေစေဖြစ်သောထိုသူကိုလိုက်လံရှာဖွေခဲ့သည်တထေးကထိုသူအားဒေါ်လာတန်300တန်ဖိုးရှိသည့်စိန်ခံအင်ကြီးတစ်လုံးကိုလက်ဆောင်ပေးရန်ဆုံးဖြတ်လိုက်သည်မိခင်ဖြစ်သူကိုစဉ်းစားမိသဖြင့်ထိုသူကလက်ဆောင်ကိုလက်ခံလိုက်သည်တထေးကိုနှုတ်ဆက်ပြီးနောက်ထိုသူသည်မိခင်ဖြစ်သူကိုခေါ်ဆောင်ကာထိုအင်ကြီးတွင်ပြောင်းရွှေ့နေထိုင်ခဲ့သည်ထိုနေရာတွင်သူသည်သူ၏စားဟောင်းနှင့်တိုက်ဆိုင်တွေ့ဆုံမိသည်သူမကအစားတောက်ဖို့သမားတစ်ယောက်သည်ဤကဲ့သို့စိန်ခံအင်ရာဆုံးတွင်နေထိုင်ရန်မထိုက်တန်ကြောင်းပြောဆိုလောင်ပြောင်သည်သူကသူမကိုဂယုမဆိုင်ဘဲသူဒီမှာပဲနေနေတာပါဟုသာရိုးရိုးရှင်းရှင်းပြောလိုက်သည်လင်းစကားကသူမကိုပို၍ရေမောစေခဲ့သည်သူယူနေတာလားဟုသူမကလောင်ပြောင်မေးမြန်းသည်ထိုအချိန်တွင်လုံခြုံရေးဝန်ထမ်းများကသူ့ကိုလေးစားစွာနှုတ်ဆက်လိုက်ကြသည်ရီးစားဟောင်းမှာသူသည်စင်းရဲတယောက်ဟန်ဆောင်နေခြင်းဖြစ်သည်ဟုထင်မှတ်ကအံ့အားသင့်သွားသည်သို့တော်သူကလူမားနေကြောင်းပြောလိုက်သည်လုံခြုံရေးများကသူ့ကိုမန်နေဂျာတစ်ဟုထင်မှတ်နေခဲ့ခြင်းဖြစ်သည်အမှားကိုတီးလိုက်ရသောအခါသူတို့ဒေါသထွက်သွားကြပြီးသူတစ်ပါးအသွင်ဆောင်သည်ဟုဆွဆွဲကသူ့ကိုနှင်ထုတ်ရန်ပြင်ဆင်ကြသည်ထိုအချိန်မှာပင်မန်နေဂျာအစ်စ်ရောက်လာသည်မန်နေဂျာကလုံခြုံရေးများကိုချက်ချင်းတားလိုက်ပြီးထိုသူအားလေးစားစွာတောင်းပန်လိုက်သည်အကြောင်းမှာထိုအိမ်ကြီးသည်အထူးဧည့်သည်တစ်ယောက်အတွက်လက်ဆောင်ပေးအပ်ထားကြောင်းသူသိရှိထားပြီးဖြစ်သောကြောင့်ဖြစ်သည်သူကထိုသူကိုကြိုးဆိုရန်ပြင်နေစဉ်ရီးစားဟောင်းကမေးခွန်းထုတ်လိုက်သည်သူမကဒီလောက်အဝတ်အစားပျက်စီးနေတဲ့သူကဘလို့လို့အထူးဧည့်သည်ဖြစ်နိုင်မှာလဲဟုပြောသည်မန်နေဂျာလည်းထိုသူ၏အထောက်အထားကိုတန်တရားဝင်သွားသည်ထိုသူကတော့ကိုအထောက်အထားဖြည့်ပြသလိုက်သည်ရီးစားဟောင်းကတကိုးထားခြင်းဖြစ်သည်ဟုဆိုသည်မန်နေဂျာကလည်းယုံကြည်သွားပြီးလုံခြုံရေးများကိုသူ့ကိုချုပ်နှောင်ခိုင်းလိုက်သည်တခိုးကိုအပြစ်ပေးရန်စီစဉ်နေစဉ်ထိုသူ၏မိခင်ကတားဖြစ်သူကိုခွင့်လွှတ်ပေးရန်မန်နေဂျာအားတောင်းပန်သည်ထိုအချိန်တွင်တထေး၏သမီးရောက်လာပြီးထိုမြင်ကွင်းကိုမြင်လိုက်ရသည်သူမကချက်ချင်းတားလိုက်သည်မန်နေဂျာသည်သူမ၏အကြိုက်ကိုရမည်ဟုထင်မှတ်ကထိုသူသည်အိမ်တော်ကိုခိုးယူခဲ့ကြောင်းအလိမ်ညာများပြောပြသည်ထိုအခါသမီးဖြစ်သူကတထေးကိုယ်တိုင်ကအိမ်တစ်ခုလုံးကိုသူ့ကိုပေးအပ်ထားခြင်းဖြစ်ကြောင်းဒေါသတကြီးပြောလိုက်သည်မန်နေဂျာမှာကြောက်လန့်တကြားဖြစ်ထိုသူအားတောင်းပန်ပြီးခွင့်လွှတ်ပေးရန်တောင်းဆိုသည်သို့တော်ထိုသူမှာမန်နေဂျာသည်သူ့မိခင်ကိုစိတ်ထိခိုက်စေခဲ့သည့်အတွက်ခွင့်မလွှတ်နိုင်ခဲ့ပေမိန်းကလေးကမန်နေဂျာကိုချက်ချင်းအလုပ်ထုတ်လိုက်ပြီးလုပ်ငန်းခွင်တစ်ခုလုံးတွင်အမည်ပြတ်စရင်သွင်းလိုက်သည်ရီးစားဟောင်းမှလည်းထိုအိမ်ယာမှနှင်ထုတ်ခြင်းခံလိုက်ရလေသည်